ကောင်မလေးတယောက်အိယာကနိုးလာတဲ့အခါသူမရဲ့အဖိုးဖြစ်သူဟာမကောင်းဆိုးဝါးအမဲရောင်စွမ်းရည်တွေနဲ့ဖုံးလွှမ်းနေတာကိုတွေ့လိုက်ရပါတယ်။သူမဟာသူမရဲ့ထူးခြားတဲ့စွမ်းအားတွေကိုအသုံးပြုပြီးစုံစမ်းကြည့်တဲ့အခါအိမ်ထဲကအခန်းတစ်ခန်းထဲမှာရှိနေတဲ့ကြောက်စိမ်းရုပ်တုစီကနေအဲ့ဒီစွမ်းအင်တွေထွက်ပေါ်နေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူမကမိသားစုဝင်တွေကိုအဲ့ဒီကြောက်စိမ်းရုပ်တုဟာအန္တရာယ်ရှိကြောင်းသတိပေးခဲ့ပေမဲ့ဘယ်သူကမှမယုံကြည်ကြပါဘူး။အဖိုးဖြစ်သူရဲ့သားနဲ့ချွေးမတို့ကလက်ဆောင်ပေးထားတဲ့ပစ္စည်းတစ်ခုဖြစ်လို့ဘယ်လိုလုပ်အန္တရာယ်ရှိနိုင်မှာလဲဆိုပြီးသူမကိုပဲအပြစ်တင်ညှင်းပယ်ခဲ့ကြပါတယ်။အခြေအနေကတင်းမာလာတဲ့အခါကောင်မလေးလည်းအသေးတန်ဖြစ်ပြီးအဲ့ဒီကြောက်စိမ်းရုပ်တုကိုရိုက်ခွဲပစ်လိုက်ပါတယ်။ဒီလုပ်ရက်ကြောင့်စုံတွဲနှစ်ယောက်ဟာဒေါသထွက်ပြီးသူမကိုရော်ကြေးငွေဒေါ်လာ30တန်းပေးဖို့တောင်းဆိုလာပါတယ်။သူမမှန်ကြောင်းတက်တည်ပြဖို့အတွက်ကောင်မလေးဟာကြောက်စိမ်းစအနတစ်ခုကိုအပင်တပင်ရဲ့ဘေးမှာချထားလိုက်တဲ့အခါအပင်ဟာချက်ချင်းဆိုသလိုညှိုးနွမ်းချောက်တွေ့သွားပါတော့တယ်။အဲ့ဒီတော့မှအားလုံးဟာအခြေအနေရဲ့ပြင်းထန်မှုကိုသဘောပေါက်သွားပြီးစုံတွဲနှစ်ယောက်လည်းမျက်နှာပြက်ကထွက်ပြေးသွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြံစည်မှုကအဲ့ဒီလောက်နဲ့မပြီးဆုံးပါဘူး။ရက်အနည်းငယ်အကြာမှာသူတို့ဟာမိန်းကလေးတစ်ယောက်ကိုခေါ်လာပြီးအစ်စ်မှန်ဆုံးမြင်းမလေးလို့ပြောဆိုကကောင်မလေးကိုပစ္စည်းတွေခိုးတယ်သူ့အမေရဲ့တပ်ပုံကိုစုပ်ပြဲတယ်ဆိုပြီးဆွဆွဲလာပြန်ပါတယ်။ကောင်မလေးကတော့အေးဆေးပဲပြုံးလိုက်ပြီးလက်ချောင်းတွေကိုခက်ဖြည်းဖြည်းပုတ်လိုက်တဲ့အခါစုပ်ပြဲနေတဲ့တပ်ပုံဟာအလိုလျောက်ပြန်ပြီးပေါင်းဆက်သွားပါတယ်ပြီးတဲ့နောက်သူမနဲ့အဖိုးဖြစ်သူရဲ့လက်ဖွားတွေကိုဓာတ်နဲ့အသားလေးလှီးလိုက်တဲ့အခါသွေးဆက်နှစ်ဆက်ဟာလေထဲမှာပြန်ဝဲသွားပြီးတစ်ခုနဲ့တစ်ခုပြီးပြည့်စုံစွာပေါင်းဆက်သွားကအဖိုးဖြစ်သူရဲ့အဝတ်စားဖို့ကိုကျသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူအဖေဖြစ်သူဟာကြောက်စိမ်းဆွဲသီးတကုန်းကိုထုတ်ပြလာပါတယ်ကောင်မလေးကအဲ့ဒီဆွဲသီးကိုမြေကြီးပေါ်ပစ်ချပြီးမန်နေရတစ်ခုရွတ်ဖက်လိုက်တဲ့အခါကောင်မလေးရဲ့အမေဖြစ်သူပေါ်လာပြီးသူတို့ရဲ့လိန်ညာမှုအားလုံးကိုဖော်ထုတ်လိုက်ပါတယ်ကောင်မလေးဟာအဖိုးအိုရဲ့စစ်မှန်တဲ့မြင်းမလေးဆိုတာထင်ရှားသွားပါတော့တယ်အမှန်တရားတွေပေါ်ပေါက်လာတဲ့အခါအဖိုးဖြစ်သူနဲ့ဖခင်ဖြစ်သူတို့ကသူမကိုတောင်းပန်ကြပြီးကောင်မလေးကလည်းအားလုံးကိုခွင့်လွှတ်ပေးလိုက်ပါတော့တယ်